ကဲဒီနေ့တော့ပေးကမ်းခြင်းနဲ့ပတ်သက်ပြီးအရန်ကိုနက်နေတဲ့သင်ခန်းစာပေးနိုင်တဲ့ပုံမြင်လေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ရက်ရောတာစေတနာကောင်းတာကအမြဲတမ်းကောင်းနေရတခုလို့ကျွန်တော်တို့အားလုံးယူဆချကြတာပေါ့။ဒါပေမဲ့ဒီပုံမြင်လေးကအဲ့ဒီအတွေးကိုပြန်ပြီးဆန်းစစ်စေနိုင်ပါတယ်။ဆိုတော့ဒီပုံပြင်ရဲ့အဓိက kernel ကြတဲ့မေးခွန်းလေးတစ်ခုနဲ့စလိုက်ကြရအောင်။တခါလေးမှကိုကတိတ်ပြီးရက်ရောလွန်းနေပြီလား။ပေးကမ်းလွန်းနေပြီလားလို့ကိုမေးခွန်းထုတ်မိဖူးရသလား။ဒီပုံပြင်လေးကဇက်ကြောင်းပြောသူတဲ့တာမန်နေရလေးတစ်ခုကန်နေစတာပါဒါပေမဲ့အဲ့ဒီနေ့မှာမမျော်လင့်ထားတဲ့အပြောင်းအလဲလေးတစ်ခုဖြစ်လာပြီးသူ့ဘဝကိုပြောင်းလဲစေမဲ့တွေ့ဆုံမှုတစ်ခုစီကိုဦးတည်သွားခဲ့ပါတယ်ဟုတ်ပါပဲအစီအစဉ်လေးတစ်ခုဖြစ်သွားတာကနေရာကစတာပါပဲကားဖြစ်သွားလို့အလုတ်ကိုရထားနဲ့သွားခဲ့ရတယ်အဲ့ဒီလိုပုံမှန်မဟုတ်တဲ့ချင်းဒီလေးတစ်ခုကပဲသူ့ကိုပတ်ဝန်းကျင်အသစ်အတွေ့အကြုံအသစ်တစ်ခုစီခေါ်ဆောင်သွားခဲ့တာပါရထားဆောင်ရင်ပလက်ဖောင်းပေါ်မှာသူတတိထားမိလိုက်တာကလူကြီးတစ်ယောက်ပါရုပ်ရည်အရာကြီးရင်တို့ပိုက်စာနေပုံရတယ်အဝဲစားတွေကလည်းဟောင်းနှွမ်းနေတယ်ဒါပေမဲ့ထူးခြားတာကသူ့မှာဂုံတိတ်ခါရှိတဲ့အသွင်ပင်တစ်ခုရှိနေတယ်ပုံမှန်တွေ့နေကြသူတောင်စားပုံစံမျိုးလုံးဝမဟုတ်ဘူးဗျာအဲ့ဒါကပဲသူ့ကိုစိတ်ဝင်စားသွားစေတာပေါ့သူကတော့စီရနာနဲ့အစားတော့ဝယ်ပေးလိုက်ပြီးရထားမြောက်ပေးသွားလိုက်တယ်ဒါပေမဲ့သူ့ခေါင်းထဲမှာမိခွန်းတစ်ခုကြံနေခဲ့တယ်ဒီလိုလူကြီးကဘာလို့ဒီလိုအခြေအနေမျိုးကိုရောက်နေရတာလဲပေါ့အဲ့ဒီလူကြီးရဲ့ပုံရိပ်ကသူ့စိတ်ထဲကနေလုံးဝကိုမထွက်ဘူးဗျအဖြေကိုအရင်သိချင်နေပြီဒါကြောင့်နောက်တစ်နေ့မှသူအန်နီယာကိုပြန်သွားခဲ့တယ်သူကလည်းတွေးမိရတယ်ပေါ့လို့လောင်းကစားရှုံလို့များလားဒါမှမဟုတ်စီးပွားရေးတစ်ခုခုမားသွားလာလားသားသမီးတွေကပဲဒုက္ခပေးလို့လားဒါပေမဲ့လူကြီးရဲ့အဖြေကတော့သူထင်ထားတာတွေအားလုံးကိုညှင်းဆိုလိုက်ပါတယ်မဟုတ်ဘူးအဲ့ဒါတွေတခုမှမဟုတ်ဘူးတဲ့အဲ့တော့တကယ်အကြောင်းရင်းကဘာလဲဆိုတော့အန်အောစရာကောင်းလောက်အောင်ကိုယိုရှင်းပါတယ်သူပြောတာကငါလူလေးကိုစိတ်ချမ်းသာစေခြင်းလို့ဒီဘဝရောက်လာရတာပါတယ်ကဲကြားလိုက်ရတဲ့သူတိုင်းအန်အောသွားမှာပဲနော်ကျင့်တတ်မှုရက်ရွားမှုကလူတယောက်ကိုဘယ်လိုလုပ်ပြီးဒီလိုအခြေအနေမျိုးအထိရောက်သွားစေနိုင်မှာလဲဆိုတော့သူ့ရဲ့နောက်ကြောင်းကိုတစ်ချက်လေ့လာကြည့်အောင်သူရှင်းပြတဲ့ပုံစံကတိတ်ကိုယိုရှင်းတဲ့တန်တရာလည်နေတဲ့ပုံစံပဲအကူကြီးတောင်းတဲ့သူတိုင်းကို तू ကပေးတယ်သူတို့ပြောသွားတာကိုမြင်ပြီး तू ကပီတိဖြစ်တယ်ဒါပေမဲ့အဓိကပြဿနာက तू ကပေးတာပဲရှိပြီးဘယ်တော့မှပြန်မရခဲ့ဘူးဒီလိုနဲ့ပဲသူ့မှာရှိသမျှအကုန်ကုန်သွားတာပဲ तू ကအိမ်အောင်မရှိတဲ့ချမ်းသာတဲ့လူတစ်ယောက်ဆိုတော့ပေးရတာကိုဝယ်မလေးခဲ့ဘူး तू ပိုင်ဆိုင်မှုတွေသူ့အိမ်ရဲ့ပါဝင်အားလုံးရဲ့တရားရာဂိုင်နှုန်းအထိကိုပေးပြခဲ့တာနောက်ဆုံးတော့သူ့အတွက်ဘာဆိုဘာမှကိုမကြမ်းလို့ဘူးသူ့မှာဝမ်းနေစရာဆိုလို့တခုပဲရှိခဲ့တယ်တဲ့အဲ့ဒါကတော့သူကိုယ်တိုင်အခက်အခဲဖြစ်တဲ့အချိန်မှာဘသူတယောက်မှသူ့ကိုပြန်မကူညီခဲ့တာပဲသူပြောတဲ့စကားကရင်ထဲကိုထိတယ်ဗျာငါလူတွေကိုကိုဘောကအင်ဂျီတောင်ချွတ်ပေးခဲ့တယ်ဒါပေမဲ့ငါလိုအပ်နေတဲ့ချိန်မှာသူတို့ကအဝတ်စားလေးတစ်စားတောင်မပေးခဲ့ကြဘူးတဲ့အဲ့ဒီလိုနာကျင်စရာကောင်းတဲ့အတွေ့အကြုံနေပြီးတော့သူကအရန်ကိုတန်ဖိုးရှိတဲ့အကြံဉာဏ်တစ်ခုကိုဥပမာလေးတစ်ခုနဲ့ရှင်းပြခဲ့တယ်အဲ့ဒါကတော့ကိုယ့်အိမ်ကိုစောင့်နေတုံးမှဥခဲတွေကိုမပေးပစ်လိုက်ပါနဲ့တဲ့ဒါကတကယ်ကိုမတားစရာကောင်းတဲ့ပုံပြင်ရဲ့အဓိကအချက်ပဲရေရှည်တည်တံတဲ့ပေးခတ်မှုအတွက်အကောင်းဆုံးဥပမာတစ်ခုပေါ့ကဲဒီဥပမာကဘာလို့ဆိုလိုတာလဲဆိုတာကိုနည်းနည်းလေးအသေးစိတ်ကြည့်လိုက်ကြရအောင်ဒီမှာ okay ဆိုတာကကိုယ့်ရဲ့အရင်အမြစ်တွေကိုယ့်ရဲ့တည်ငြိမ်မှုကိုယ့်ရဲ့ကိုယ်ပိုင်ကောင်းဆိုးချမ်းသာကိုပြောတာပါအင်ဆိုတာကတော့အဲ့ဒီ okay တွေနဲ့ဒီဆုပ်ထားတဲ့ခိုင်မာတဲ့အခြေခံအုတ်မြစ်ပေါ့သူပေးချင်တဲ့ message ကအရန်ရှင်းပါတယ်ကိုယ့်ရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ okay ကိုပေးပလိုက်ရင်နောက်ဆုံးမှကိုယ့်အတွက်ရောသူများအတွက်ရောခိုးလုံစရာအိမ်ဆိုတာရှိတော့မှာမဟုတ်ဘူးကိုယ်တိုင်နံခိုးလုံစရာမရှိတော့ရင်ဘသူကမှဆက်ပြီးမကူညီနိုင်တော့ဘူးပေါ့ဆိုတော့ဒီပုံပြန်ကနေရတဲ့သင်ခန်းစာတွေကိုကျွန်တော်တို့လက်တွေ့ပေါ်မှာအတုံးချလို့ရတဲ့အတွေးခေါ်တစ်ခုဖြစ်ဘလို့ပုံဖော်မလဲဆိုတာဆက်ပြီးကြည့်ကြရအောင်ဒီပုံပြန်ကနေကျွန်တော်တို့သိလိုက်ရတဲ့အဓိကအချက်တွေကတော့ဟုတ်တယ်သူများကိုကူညီတာကမြင့်မြတ်ပါတယ်ဒါပေမဲ့ကိုပျက်စီးသွားတဲ့အထိကူညီတာမျိုးကတော့ထိရောက်မှုမရှိဘူးပေါ့တကယ်တမ်းရေရှည်ကူညီပေးခြင်းရင်ကိုရန်ကခိုင်မာတဲ့အနေအထားမှာရှိနေဖို့လိုတယ်ဒါကြောင့်စစ်မှန်တဲ့ရက်ရော်မှုမှာဉာဏ်ပညာနဲ့အမျှော်အမြင်ပါဖို့လိုအပ်ပါတယ်ဒီပုံပြင်ကကျွန်တော်တို့ကိုစကလုံးအသက်တစ်ခုနဲ့မိတ်ဆက်ပေးလိုက်တယ်လို့ပါပဲမျှတာပေါ်စေတနာတဲ့အတိပ္ပယ်ကတော့ကိုယ့်ရဲ့အခြေခံအုတ်မြစ်ကိုလုံလုံခြုံခြုံတိဆောက်ပြီးမှတခြားသူတွေကိုကူညီတာမျိုးပေါ့ဒါမှကိုယ့်ရဲ့ပေးကမ်းနိုင်စွမ်းကရေရှည်တည်လက်မှာဖြစ်ပါတယ်ဒီအဆုံးမှာတော့ကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့ပါတယ်ဒီဉာဏ်ပညာကိုလက်တွေ့အသုံးချဖို့ဆိုရင်ကိုယ့်ရဲ့ကိုယ်ပိုင်အိမ်ကိုအရင်ဆောက်ရမယ်ဟုတ်ပြီဒါဆိုကိုယ့်အိမ်ကိုဆောက်တယ်ဆိုတာတကယ်တော့ဘာကိုဆိုလိုတာလဲဘယ်ကနေစတင်ရမလဲဒါကတော့ကိုယ်တိုင်အဖြေရှာရမယ်မေးခွန်းတစ်ခုပါပဲ